ကျမကမာရီစစ်မဟုတ်ဘူးကျမကတထေးသမီးအဖြစ်ဟန်ဆောင်ထားရုံပဲကျမမေမေကအခန်းလေး303မှာနင်းနဲ့ရုပ်ချင်းစင်တူတဲ့မိန်းကလေးတစ်ယောက်ရှိတယ်မာရီကတထေးသမီးပဲနင်းသူနေရာမှာအလွယ်လေးစားဝင်နေလို့ရတယ်လေချမ်းချမ်းကနင်းကတထေးသမီးတူပေါ့ငါကလွယ်လွယ်လေးနဲ့နင့်ကိုရိတ်မိသွားတာပဲငါကလည်းချမ်းချမ်းအစ်မဟုတ်ပါဘူးတဲ့ငါလည်းငါမေမေကလေးချင်းပေးထားတာလို့ပြောတော့နောက်ဆိုနဲ့မေမေကိုစားငါကပဲလေးချင်းပေးမယ်အမွေရရင်ငါကိုလည်းခွဲပေးရမယ်တဲ့ဒါဆိုမာရီအစ်ကဘယ်မှာလဲဟင်လို့မေးလိုက်တော့သူ့ဘယ်မှာလဲဆိုတာအရေးမကြီးပါဘူးအရေးကြီးတာကနင်းရဲ့ငရဲရင်းလိုကင်းထန်တဲ့လေးချင်းမှုတွေစတင်တော့မှာပဲတဲ့ဘာတွေလေးချင်းရမှာလဲလို့မေးတော့မာရီစစ်ရဲ့အရေးချင်းမှန်သမျှကိုကတ်အောင်တင်ရမယ်ဟိုခန်းဖော်နေအောင်မရိပ်မိစေနဲ့ဒါဆိုရင်နေအောင်မြင်ပြီးမာရီကဖက်ရှင်ဒီဇိုင်းပြိုင်ပွဲမှာဆုရဘူးတဲ့သူကပတ်စုံတော်တဲ့သူပဲတဲ့ငါမလုပ်တတ်ဘူးလို့ပြောတော့တင်ရမှာပေါ့တဲ့ဒါကြောင့်ကြမှာလဲစိတ်ရောကိုယ်ရောနှစ်ပြီးဖက်ရှင်ဒီဇိုင်းပညာကိုအစွမ်းကုန်လေးလာတင်ယူတယ်ကျမကဝင်လေးတစုံချုပ်ပြီးသွားတော့ချမ်းချမ်းကအရန်တော်တယ်နင်တို့တက်မှုအရန်မြန်တာပဲဒီလောက်အရေးအင်းနဲ့ဆိုဟိုခန်းဖော်2ယောက်ကိုလှည့်စားဖို့လုံလောက်ပါပြီတဲ့ကျမလည်းသူတို့2ယောက်လောက်ကတော့အသေးမွားပါပဲလို့ပြောလိုက်တာပေါ့ထင်ထင်ကမာရီငါပေါင်းပြီးမှအပေါက်ကြီးဖြစ်သွားလို့ကူပါပေးလို့ရမလားတဲ့ဒီပညာကိုစောနာကမှတင်ထားလို့တော်သေးတာပေါ့လို့တွေးပြီးငါလုပ်ပေးမယ်ထင်ချင်းနောက်ဆိုဒီလိုပေါင်းပြီးအပေါက်ခဲတွေကိုလွှင့်ပစ်လိုက်တော့ငါနင့်အတွက်အစ်စ်ဝယ်ပေးမယ်လို့ပြောတော့မလိုပါဘူးဟာငါမှနင့်လို fashion designer ခန်းဖော်ရှိနေတာပဲဘာလို့ပတ်စံတွေအလကားကုန်ခံပါလဲလို့ပြောပြီးနင့်ရေမွေးကုန်သွားလို့နားအခုတလောနင့်စီကရေမွေးနဲ့မရတော့ဘူးတဲ့ယုံယုံကလည်းနင့်လေကြငါတို့ရေသွားကူးရအောင်မာရီကိုလည်းတခါတည်းရေကူးနေအစ်စ်တွေတင်ခိုင်းရမယ်တဲ့ငါကဘူးလို့တောင်မကူးတတ်သေးတယ်လို့ချမ်းချမ်းကိုတိုးတိုးလေးပြောလိုက်တော့ငါရေကူးစုံမထားတာမရောက်သေးလို့နောက်ပတ်မှသွားကြရအောင်လို့ပြောလိုက်တယ်ခင်ထင်တို့ကလည်းသဘောတူလိုက်တယ်ကျမကငါကရေးကြောက်တယ်ငါငငယ်ကမြစ်သေးပြုတ်ကြဘူးလို့မလုံနိုင်ဘူးလို့ပြောတော့မလုံနိုင်ဘူးဆိုတဲ့စကားကိုပြန်ရုပ်သိမ်းလိုက်မာရီက9နှစ်အရွယ်ကလေးကရေကူးတက်တာနောက်ပတ်ရေသွားကူးရင်အလိမ့်တွေပေါ်ခြင်းလို့လာတဲ့အထေးသမီးဟန်ဆောင်ရတာလေတကယ်မလွဲပါလားလို့ပြောနေတော့ချမ်းချမ်းကကျမကိုရေထဲတွန်းချလိုက်တာပေါ့ကျမကငါနှစ်ပတ်တောင်ရေကူးကြည့်ပြီးပြီလို့ပြောတော့နေအောင်မြင်ပြီးတဲ့ဒီနေ့ကဈေးဝယ်ထွက်ရမယ်နေ့လားလို့မေးတော့ဒီဆိုင်ကမာရီအမြဲလာနေကြဆိုင်လေးဆိုင်ကလူတွေအားလုံးကသူ့ကိုတိကြတယ်ဒါကြောင့်နေလို့ရမှာကဆိုင်ကဝန်ထမ်းတွေအားလုံးကနင့်ကိုအထုမန်းမရိပ်မိသွားဖို့ပဲတဲ့ကျမကငါမလုပ်ရဲဘူးမာရီကဒီဆိုင်ကဘလို့အင်ဂျင်မျိုးတွေကိုကြိုက်တဲ့မန်းတောင်ကမသိဘူးလို့ပြောတော့နင်နာလေးတောင်မလုပ်နိုင်ရင်တထေးကြီးရဲ့စီးစိမ်တွေကိုအပိုင်စီးဖို့ဘလို့လုပ်ဖြစ်နိုင်တော့မှလဲမာရီကမာနာကြီးပြီးစိတ်ဆက်တဲ့လူမျိုးပဲတဲ့ဆိုင်ကဝန်ထမ်းတွေကတခင်မလေးဈေးလာဝယ်လာတဲ့ကျမလည်းနင်တို့ဆိုင်ကဒီဇိုင်းအစ်စ်တွေအကုန်လုံးကအတွက်ထုတ်ပေးလိုက်လို့ပြောလိုက်တယ်တခင်မလေးဘလို့ပုံစံမျိုးကိုလိုချင်တာလဲတဲ့နားမကြဘူးလားပြောတဲ့အတိုင်းလုပ်လေအကုန်ယူမှာပါဆိုလို့ပြောတော့စိတ်ဆက်တဲ့အချင်းကလည်းအရင်တိုင်းပဲလို့ပြောနေကြတာပေါ့ချမ်းချမ်းကအရန်ကောင်းတဲ့အောင်မြင်နေအခုဆိုဟိုခန်းဖော်ရီစမ်းသက်တာခံလို့ရပြီးနင်ဘယ်တော့မှထပ်ပြီးအမှားယွင်းရှိမှာမဟုတ်တော့ဘူးအဆောင်ရောက်တော့ဒါကငါနင်တို့အတွက်ဝယ်ခဲ့တဲ့အဝတ်စားတွေပဲထင်းထင်းကြုံယုံနဲ့အကြိုက်ဆုံးဆိုင်ကပဲအရန်စေးကြည့်တာလို့ပြောပြီးကျေးဇူးပါမာရီတဲ့ချမ်းချမ်းကနေရာဒီချောင်းပေးရကြရင်တထေးကြီးအိမ်ပြန်ပြီးငါအတွက်ဝေးစုကိုပေးဖို့မမိနဲ့ဦးနော်တဲ့ငါတိပါတယ်လို့ပြောလိုက်တဲ့အမဲဝတ်စုံနဲ့လူ2ယောက်လာနေကြတယ်ချမ်းချမ်းအစ်စ်ကငါအပြင်ထွက်ချင်လို့ပါလို့អော်နေတယ်မာရီအစ်စ်ကသူတို့ထမင်းလာပို့ကြပြီးတဲ့သူတို့ကယုံယုံနဲ့ထင်ထင်ဖြစ်နေတယ်အဆောင်ကဟိုအတုအယောင်2ယောက်ကလည်းနေတိုင်းငါတို့ရှေ့မှာလာပြီးတရုပ်ဆောင်ပြနေကြတာပဲဟန်ဆောင်ရတာတောင်ငင်းဝင်နေပြီလို့ပြောနေကြတာပေါ့